ဒီနေ့ကဒီနေ့ကကြတော့ဒါဟိုကလောက်မှာပေါ့နော်ကိုယ်တိုင်မိမိ self hypnosis ကိုဟိုနေ့ကသင်တန်းပေးတယ်သင်တန်းအတွင်းမှာလည်းလက်တွေ့တည်တည်ချာချာလုပ်ရတယ် hypnosis ကိုဗာနဲ့သင်သွားတာလဲဆိုရင် hypnosis ပဲ self hypnosis တက်ဖို့အတွက် hypnosis နဲ့ပဲလုပ်ပေးသွားတာလက်တွေ့တွေကြီးပဲ3 ရက်သင်တန်းအဲ့ဒီမှာကိုယ်တိုင်လည်းလုပ်ပြီးပြီလက်တွေ့တွေလည်းအဲ့သင်တန်းထဲမှာပါသွားပြီဒါပေမဲ့အခုအဲ့ဒီအပြင်မှာမှကိုယ့်ဘာသာကိုလက်တွေ့3 ချိန်လုပ်ရတာပေါ့နော်ဒီ3 ချိန်ထဲမှာကို suggestion လည်းပေးနိုင်ရမယ်ပေးတဲ့ suggestion ကပြန်လည်ပြီးတော့ after session မှာလည်းတကယ်ကိုအကျိုးသက်ရောက်သွားတဲ့အတွေ့အကြုံပေါ့နော်ဒါ certificate လက်ခံမဲ့တကယ်ပညာရှင်တွေပါဟုတ်ကဲ့ညီမလေး e-therapy ပြောလို့ရပါပြီအတွေ့အကြုံလေးဟုတ်ကဲ့မင်္ဂလာပါဆင်မဟုတ်ကဲ့မင်္ဂလာပါရှင်အတွေ့အကြုံပြောရမယ်ဆိုရင်တော့အဲ့တင်နန်းပြီးတဲ့ပေါ့နော်အတွေ့အကြုံလေးကဘာလုပ်လဲဆိုတော့ဒီအလုပ်လုပ်တဲ့အခါမှာနည်းနည်းတွန့်ဆုတ်တာအချိန်ဆွဲတာမျိုးလေးတွေရှိတယ်ဟုတ်အဲ့ဒီမှာဒီဟာ auto suggestion ပေးပြီးတော့ဖိုင်းကြည့်တယ်ဟုတ်ဖိုင်းကြည့်တဲ့မှာအဆင်ပြေမှုရာခိုင်နှုန်းကတော့ကိုစိတ်ကြည်နှံ့မှုကတော့80မှာထားတယ်ပေါ့နော်ဟုတ်ဒါပြီးတော့ after session နေနဲ့မှာပါတတိထားမိတာလည်းအခါမှာကျတော့အလုပ်တွေဆိုလို့ရှိရင်တိတ်ပြီးတော့မတွေ့တော့မတွန့်ဆုံတော့မှထက်ကနေစကနေထားလုံးမိလိုက်တာဘာညာတော့တတိထားမိတော့မှအော်အလုပ်လုံးနေပြီပဲဒီ suggestion အလုပ်လုံးနေပြီပဲပေါ့နော်အဲ့ဒါလေးတစ်ခုရှိတယ်နောက်တစ်ခုကကျတော့โอเคခဏလေးနော်ပထမတစ်ကြိမ်ကညီမလေးအဲ့ဒီဟာကပထမတစ်ကြိမ်တွန့်ဆုတ်ခြင်းမရှိဘဲနဲ့အလုပ်တွေကိုချက်ချင်းလုပ်ရန်ဆိုတဲ့ suggestion ပေးလိုက်တာ self hypnosis အတွက်ယူတဲ့အချိန်ကစုစုပေါင်းဘယ်လောက်ယူလိုက်လဲအချိန်က maybe 5 minute လောက်ပဲရှိမယ်ဟုတ်ပြီဟိုစပြီးအိတ်မွေ့ချတာရယ်ဂျားထဲမှာ suggestion ပေးတာရယ်ပြန်လို့တာရယ်က5 minutes ပဲရှိ 5 minute နော်ပဲဟုတ်ကဲ့ပါလောက်ပဲဟုတ်ကဲ့ပါရှိတယ်။အဲ့ ဟုတ်ပါ suggestion ပေးပြီးတော့အဲ့ runner တွေကတော့မိနစ်ပိုင်းရဆိုတော့အဲ့လောက်တွေပဲရှိပါတယ်။ကြာကြာလဲမနေဖြစ်ဘူး။အိပ်ပျော်သွားမှဆိုလို့အဲ့ပြောကတခါလေးထွက်တာဟုတ်ကဲ့ပါကောင်းလိုက်တာနော်။ဒုတိယတစ်ခုကြတော့ဒီစာလုံးနာအခုစာပြန်ပြီးတော့စာလေ့လာနေတယ်ဆိုမှဒီပါ language ပိုင်းစာပြန်လေ့လာနေမှာတော့နိုင်မှာစာလုပ်တယ်ပြီးလို့ရှိရင်စာတွေတိတ်မမှတ်မိခြင်းမူဖြစ်တယ်ဟုတ်အဲ့ဒီမှာစိတ်အစားတိတ်မမှတ်မိခြင်းမူဖြစ်တယ်အဲ့တော့ကြတော့စာကို try ကြည့်တာမှာဒီအဲ့ဒီ suggestion ပေးပြီးတော့လေဒီစာကို design မှတ်လုပ်ဖို့အတွက် suggestion လဲလုပ်တယ်အဲ့ဒီကနေလဲ try ကြည့်တယ်အဲ့ဒီကနေလဲ try ကြည့်တဲ့ခါညာမှာတော့လုပ်ဖြစ်လာတယ်အဲ့ဒါလည်းရှိတယ်နောက်တစ်ခုကကြတော့ဟိုလိုပေါ့နော်လုံးကြည့်မယ်ပေါ့ဆိုပြီးတော့ဒီအိမ်မွေးမပြေပဲနဲ့စာကြည့်မယ်အဲ့ဒီနီးနဲ့လည်း try ကြည့်တယ်အိမ်မွေးမပြေနဲ့စာကြည့်အချိန်မှာတခုကဘာလဲဆိုအိမ်မွေးမပြေပဲနဲ့လုံးတဲ့အခါမှာဘာနည်းနည်းဖြစ်လဲဆိုတော့လေမသိစိတ်ကလုံးနေလို့လားတော့မသိဘူးဟိုသိစိတ်ကတော့ထိန်းလို့မရတချို့နေရာတွေမှာထိန်းလို့မဖြစ်တာလေးတွေပေါ့နော်မပြောပြတတ်ဘူးမရှင်းပြတတ်ဘူးအဲ့လိုမျိုးလေးတွေနည်းနည်းခံစားမိတယ်အဲ့နဲ့ဒါတော့မိနစ်ပိုင်းပေါ့နော်ကို try ကြည့်တယ်ဒါပြီးတော့အချိန်မှာပြန်ပြီးတော့ဒီစာကိုပြန်ပြီးဟောဖြစ်နေဒီစာအုံနောက်ထဲရောက်နေတာမျိုးလေးတွေနည်းနည်းခံစားမိတယ်ဒါပေမဲ့အရင်ကြီးအဲ့ဒီဘိုင်းကိုကြောက်လဲကိုလည်းမကျွမ်းကျင်သေးတော့ suggestion ပေးတဲ့နည်းနဲ့လုပ်တယ်အဲ့ဒီဟာနဲ့စာတွေကြည့်ဖြစ်လာတယ်ပေါ့နော်အဲ့ဒီဟာလေးတစ်ခုလုပ်ဖြစ်တယ်နောက်တစ်ခုကကြတော့ဒီဖုန်းတွေပါတယ်ပေါ့တခါလေကျရင်ဒီဖုန်းနဲ့ပဲစာကြည့်တယ်ဆိုပေမဲ့စာဖတ်ဒီဖုန်းကနေပြီးတော့စာဖတ်မယ်ပါဆိုဒါပေမဲ့ line မို့တော့မတက်ဖြစ်နေဘူး line မို့တက်တယ် line မို့လည်းအဲ့လောက်ထိစာရွက်မဖြစ်ဘူးဒါပေမဲ့ဟို line မှာစာကြည့်တယ်ဆိုပြီးတော့နည်းနည်းအချိန်ကုန်တာလေးတွေများနေတာကိုနည်းနည်းအချိန်ချုံကျင်တာပေါ့နော်သိပြီးတော့ line မသုံးဖို့အတွက်ဆိုပြီးတော့အဲ့ဒါလေး suggestion ပေးပြီးတော့လဲဟိုဖြစ်ကြည့်တယ်အဲအချိန်လေးလျော့လာပါတယ်သုံးမပုံတော့မှဖြစ်တယ်တဖြည်းဖြည်းတော့လျော့လာပါတယ်ဟုတ်အဲ့ဒီလိုဒါကြလေသုံးနေနဲ့သတိကတ်သွားတယ်ငါမသုံးရဘူးလေပေါ့ဆိုပြီးတော့အဲ့ဒီဟာမျိုးလေးတော့ဖြစ်လာတယ်အဲ့ဒါတော့ဒေချာလုပ်ဖြစ်တဲ့သုံးခုပါဒီမှာဟုတ်ဟုတ်ပြီအဲ့ဆိုရင်တော့အမတို့ကပြန်ပြီးတော့ချိန်လိုက်မယ်နော်အမပြန်စစ်တာကကြတော့နံပါတ်1က self hypnosis ဝင်တဲ့သူတွေဟာ1 မိနစ်တွင်ကိုအိမ်မွေကြဖို့အတွက်ပေါ့1 မိနစ်ဆိုတဲ့နေရာမှာတခုတော့ရှိရပေါ့လေအမတို့ကကြိုတင်ပြင်ဆင်မှုတို့လှဲတာတို့ဘာတို့ညာတို့ဒါတွေက1 မိနစ်ထဲမှာထည့်လို့မရဘူးကြာကြာနာနာလှဲပြီးပြီခန္ဓာကိုယ်ကတက်တောင့်တက်တာဖြစ်အောင်နေရာယူတာတွေဘာတွေညာတွေအကုန်ပြီးမှဆိုတဲ့အခါကျတော့စပြီးငြိမ်ပြီဆိုတဲ့အချိန်ကနေစပြီးတော့1 မိနစ်အတွင်းဆိုပြီးမှပြီးခဲ့တယ်လေအဲ့ဒီဟာကောထိရောက်မှုရှိတယ်လို့ခံစားရသလားအဲ့ဒါတော့ထိရောက်မှုရှိတယ်နော်โอเคဒါဆို first
target ကတော့အောင်မြင်သွားပြီနောက်တစ်ခုကကြတော့ suggestion ပေးတာပေါ့ကို suggestion ပေးတဲ့အခါမှာညီမလေးကတော့ hypnosis သင်တန်းတွေလည်းတက်ထားတယ်ကိုယ်တိုင်လည်းလက်တွေ့ပြန်ပြီးလုပ်ပေးနေပြီဆိုတော့သိမှာပေါ့နော်ဥမာ suggestion ပေးတဲ့အခါမှာတိုးပြီးတော့ထိမိရမယ်ပြတ်သားရမယ်ရှင်းလင်းရမယ်သုံးသွားတဲ့လေယူလေသိန်းကလည်းတကယ်ကိုကြာကြာနာနာအကျိုးသက်ရောက်မှုရှိစေတဲ့လေယူလေသိန်းဖြစ်ရမယ်အရာအလုံးကလက်ရှိအခြေအနေပြစ္ဆုတ်ပံမှာဖြစ်နေတယ်ဆိုတော့ negative မပါတဲ့ positive sentence တွေဖြစ်ရမယ်ဆိုပြီးတော့ပြောသွားတာအဲ့ကောင်ရော okay သလားအဲ့ဒါတော့ okay ရယ်ဆရာမ okay เนาะဟုတ်ပြီနောက်တစ်ခုကကြတော့မှနောက်ဆုံးပေးလိုက်တာနောက်ဆုံးကကြတော့ကိုနိုးထခြင်းတဲ့အချိန်မှာစိတ်ရောအတွင်းစိတ်ကောအပြင်စိတ်ကောနှစ်ခုတစ်ပြိုင်နက်တည်းဆုံးဖြတ်ချက်ပြည့်ပြည့်ဝဝနဲ့ကြီးကြီးလင်းလင်းနိုးထဖို့ဆိုတာရော okay လားဖြစ်တယ်ဆရာမအဲ့ဖြစ်တယ်ဟုတ်ပြီနောက်ဆုံးတစ်ချက်ကတော့လူတွေမှာမလုပ်ဖြစ်ကြတာဗာလဲဆိုတော့လုံနိုင်ပေမဲ့ကိုလုံနိုင်တယ်လို့ယုံကြည်ချက်မရှိလို့အဲ့တော့အမကနောက်ဆုံးနေ့မှာဗာပေးလိုက်လဲဆိုတော့ self hypnosis ကိုလုံနိုင်တယ်ဆိုတာကိုယုံကြည်တယ်ဆိုတော့ယုံကြည်ချက်ထပ်ပေးလိုက်တာဆိုတော့အဲ့ယုံကြည်ချက်ကြီးရောတင်တဲ့အပြီးမှာနောက်စတိုက်ကိုယ့်ဘာသာကိုတီးတဲ့လှုပ်တဲ့အချိန်မှာအဲ့ယုံကြည်ချက်ကြီးပေါ်တယ်လို့ခံစားမိသလားပေါ်တယ်ဆမအဲ့ဒါတွေမှတ်မိတယ်အဲ့ဒီဥစ္စာတွေအဲ့အလိုလိုပေါ့နော်အသေးစိတ်မှလိုထွက်လာတယ်အဲ့ဒီဥစ္စာကြတော့မို့လို့လဲလှုပ်ဖြစ်သွားပေါ့အခုဆိုရင်မနေ့မိုးလင်းတာနဲ့ဒါမနေ့မိုးလင်းတာနဲ့ဒီနေ့တနေ့တာအတွက်ကိုတခါလေကြာရင်ညင်းညူတာပါညာပေါ့နော်အဲ့လိုမျိုးရှင်ချင်းညာဖက်ကနေအဲ့လိုမျိုးဒီဟိမနိုတိုင်းဝင်လိုက်သေးတယ်မဟုတ်ငါဒီနေ့ရဒီလန်းဆန်းဆန်းတက်ကြကြနဲ့နေရမယ်နေ့ဆိုပြီးတော့အဲ့လိုမျိုးတန်ပြီးတော့ဝင်လိုက်တာမျိုးလေးတော့ရှိတယ်ဆမဟုတ်အရန်တန်သွားတာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကောင်းလိုက်တာဟုတ်ကဲ့ဝမ်းသာပါနဲ့ဒီထက်ပိုပြီးတော့ထက်မြက်ထူးချွန်ပြီးတော့ပေါ့နော်ကိုယ်တိုင်လည်းကိုအကောင်းဆုံးလုပ်ခြင်းနဲ့အခြားသူတွေကိုပါ hypnosis နဲ့ session တွေပြီးပြီးအကောင်းဆုံးဟိုကောင်းမွန်တဲ့သူတွေယရနာတွေပေါ့နော်အများကြီးမွေးထုတ်နိုင်ပါစေဟုတ်ကဲ့ပါရှင်ဖတ်တကကိပေးပါမယ်ဟုတ်ကဲ့ပါကဲနောက်တစ်ယောက်ပေါ့နော်နောက်တစ်ယောက်ကဘယ်သူများဖြစ်မလဲကြည့်လိုက်မယ်နော်ကျွန်မနောက်တစ်ဦးကတော့ညီမလေးခိုင်မွန်မွန်ဆိုးပါမင်္ဂလာပါဆရာမဟုတ်ကဲ့မင်္ဂလာပါရှင်ဆရာမကလေအစောပိုင်းရက်တွေမှာလေလောက်ကြည့်တဲ့ခါကျတော့နည်းနည်းလေးကိုယုံကြည်မှုလေးကနည်းနည်းဟိုပြစ်နေပြီးတော့အရင်ဟိုကြတယ်လို့မကြတယ်လို့ကိုဇဝေဇဝါလေးဖြစ်တယ်ပေါ့နော်နောက်ပိုင်း3ရက်နေ့နောက်ပိုင်းကျတော့မှတဖြည်းဖြည်းနဲ့တစ်ရက်နဲ့တစ်ရက်ပို့ပြီးတော့ပို့ပြီးယုံကြည်မှုလေးပို့တိုးလာခံစားရဆရာမ4ရက်နေ့မှာတော့နည်းနည်းလေးဖြားတယ်လို့ဖြစ်တယ်ဆရာမ9ရက်နေ့မှာတော့နည်းနည်းလေးတက်တာတယ်လို့ဖြစ်တာနဲ့ငါကျမ်းမာပြီဆိုတဲ့ affirmation လေးကိုလေအဲ့ဒါလေးကို suggestion ကိုပေးပြီးငါကျမ်းမာကြီးဆိုတဲ့အချိန်မှာကိုယ့်ရဲ့ဟိုခေါင်းကနေစပြီးတော့ဝင်လာတော့ energy တွေဝင်လာတော့ပြပြီးတော့တနဲ့ဟိုခြေပြားတိလို့ပြီးအပူလေးလုံးဝစောင့်ထွက်သွားတယ်ဆရာမအကုန်လုံးအဲ့ဒါလေးကိုတိတိတတ်တာခံစားလိုက်ရတယ်ဟုတ်ကဲ့ပါပြီးတော့နောက်တစ်နေ့ကျတော့နှာခေါင်းလေးပိတ်တာနဲ့ငါထပ်ပြီးတော့လုပ်ကြည့်အောင်မယ်ဆိုပြီးတော့လုပ်တော့ तू ကအဲ့ကျတော့အပေါ်က universe ကအလင်းတန်းလိုဟာမျိုးပေါ်လိုက်ပြီးတော့အကုန်လုံးဝင်လာတဲ့ဟာလုပ်ပြီးတော့ခေါင်းကလေဟိုဖောက်ဆိုပြီးဖြစ်သွားပြီးနှာခေါင်းကပွင့်ထွက်သွားပြီးအေးပြီးပေါ်ဆင်းသွားတယ်နောက်ပိုင်းလည်းမဖျားတော့သူကပေါ်သွားတယ်အကုန်လုံးကျွန်မဟုတ်ပြီးတော့နောက်ဒီဟို6ရက်နေ့ဆ iam ဟာလေးဆ iam လုပ်ပေးတဲ့နေ့မှာကျတော့ထူးကြတာကျတော့အရင်ကျင့်စဉ်ဘယ်လောက်တောင်မရတဲ့လူကကျင့်စဉ်ရသွားတယ်ဆ iam အနေရကျတော့လေဟုတ်ကဲ့ခိုင်ညမှာထပ်လုပ်ကြည့်တဲ့ခါကျတော့ငါအောင်မြင်ပျော်ရွှင်တက်ကြနေပြီဆိုတဲ့ဟာထည့်ကြည့်တော့အဲ့ energy အဲ့ကိုပြောနေတဲ့စိတ်ထဲကစကားလုံးဝကိုရင်ထဲကိုတောက်လျှောက်ကိုကြားနေရတယ်လို့ခံစားပြီးတော့ကိုကလုံးဝတက်ကြွတာအရင်ရက်တွေကနည်းနည်းပြင်းသလိုထိုင်းမိုင်းသလိုဖြစ်နေတာဟာအကုန်လုံးကတက်ကြွပြီးတော့ပြောဟိုနိုးထားလိုက်တာနဲ့လန်းဆန်းကိုဖြစ်သွားတယ်။ကောင်းလိုက်တာနော်။ဒါဆိုရင်3စီစလုံးရဲ့ဟိုစာ result ကြီးကအမခန်းကြီးပဲ။အဲ့ဒါဆိုရင်ပြန်ပြီးမေးစရာရှိတာကခုနပြောသလိုပဲပေါ့ညီမလေးတယောက်လိုပဲအမပေးတော့က10မိနစ်အတွင်းအိမ်မွေကြရန်ဆိုတာရောအလိုလိုကြသွားသလားဟုတ်အစောပိုင်းပြင်ဆင်ပေမဲ့အဲ့ဟိုတိဆရာမကြာသွားတာဆိုတာခံစားရပါဟုတ်ပြီပြီးတဲ့အခါကျတော့ပြန်နိုးဖို့ကြတော့ကြီးကြီးလင်းလင်းငါနိုးကျင်တဲ့အချိန်မှာစိတ်ရောတွင်းစိတ်အပြင်စိတ်နှစ်ခုစလုံးနိုးထကျင်တဲ့အချိန်မှာကြီးကြီးလင်းလင်းနိုးထနိုင်ရန်ဆိုတာရောထလို့ရလားထလိုက်ပါရတယ်ဆရာဒါဆိုနောက်တစ်ခုကကြတော့အဲ suggestion ပေးတာလေအခုညီမလေးပြောသလိုဆိုရင် suggestion တွေကတော်တော်ကိုထက်မြက်တဲ့စကားလုံးတွေပဲသုံးလိုက်တာဆိုတော့လေနောက်ခုနစကားလုံးကရင်ထဲကကြားသလိုဆိုရင်ထဲမှာပက်တင်ထက်နေတယ်ဆိုတော့စကားလုံးပေါ့အဲ့လိုမျိုးဖြစ်နေတဲ့ဟာဆိုတော့အထဲမှာအတွင်းစိတ်ကကောင်းကောင်းအလုတ်လုံနေတာပေါ့နော်နောက် energy တွေ over ဆွဲယူနေပြီဆိုတော့တော်တော်အချိန်လေးကောင်းတယ်ဟ
ကိုကခံစားနေရတယ်ကျမဟုတ် ဟုတ်ကဲ့ပါ ဟို ဟုတ် နော ကဲ့ က်တစ်ခုထပ်ပေးလိုက်ကြည့်တာကြတော့လေဟိုကိုကလေအဲ့အောင်မြင်ပြောရှင်တာလည်းသူရပါတယ်ပြီးတော့ချစ်ချင်းမြတ်တာတွေနဲ့ပြည့်စုံနေပြီဆိုတော့ဟိုချော့ပြီးတော့ဒီတိုင်းသိတယ်လို့မုံမေးနဲ့သူကသူကြာရင်းနဲ့သိမ့်တော့အဲ့လို ဟောင်းလိုက်တာနော်ဟုတ်ပြီဟုတ်ပြီ အာ ဟိုကလေတစ်ခုရှိတာကလေနောက်ဆုံးမှာတော့အမထည့်ပေးလိုက်တာကိုယ့်ကိုယုံကြည်ချက်အပြည့်နဲ့အိမ်မွေကိုမိမိကိုမိမိဆက် hypnosis လုပ်နိုင်တယ်လို့ယုံကြည်ချက်အပြည့်နဲ့လုပ်နိုင်တယ်ဆိုတော့ဟာပေါ့နော်ယုံကြည်ချက်ကိုထည့်ပေးလိုက်တာဆိုတော့အဲ့ယုံကြည်ချက်ကြီးရောအခုခိုင်ခိုင်မာမာရှိနေပြီလား ရှိသွားပြီကျမဆိုင်မှာရှိသွားပြီတပြည့်ပြည့်နဲ့တရက်နဲ့တရက်ပို့ပြီးမြင်လိုက် ဟုတ်တယ်ဟုတ်တယ် तू ကတဖြည်းဖြည်းနဲ့ကိုယ့်အပေါ်မူတည်ပြီးနောက်ကလိုက်လာကောင်းလိုက်တာနော်အဲ့လိုလက်တွေ့လုံနိုင်တာဒီပထမတစ်ယောက်ကောဒုတိယတစ်ယောက်ကောအရန်ကိုကောင်းနေတာဟုတ်ကဲ့ပါဝမ်းသာပါတယ် certificate ပေးပါမယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါပါပြီဒီတစ်ခေါက်ကဒါလေးခင်မေဦးပဲလှည့်ပါ ဟုတ်ပြီလားပါရှင်ပထမအချက်အနေနဲ့ကတော့ဟုတ် ပထမအချက်အနေနဲ့ကတော့ဟိုကိုကနေ့တိုင်း9 နာရီချနေကြပဲပေါ့နော်ကလေးအမေဆိုတော့ဒါကတော့အလန်းပေးပြီးထားပါပေါ့နော်ဒီကအလန်းမပေးတော့ဘဲနဲ့ဒီ9 နာရီမှာကိုတက်တက်ကြွကြွနဲ့နုနုကြကြနဲ့အိမ်ရနိုးနေရမယ်ဆိုတဲ့ဟာမျိုး suggestion ပေးပြီးတော့ဒီအလေးချင်းတူးထောင်နေတယ်ပေါ့နော်ဒါလေးကတော့အောင်မြင်တယ်ပေါ့နော်ဟုတ်ကဲ့ဒီချိန်မှာတော့လို့အလန်းနဲ့နိုးတယ်လို့ပဲကိုနိုးနေတယ်ပြီးတော့လန်းဆန်းနေရပေါ့နော်ပြန်အိတ်ချင်တာမျိုးတွေပါညာမရှိဘူးဒါအေးတာချမ်းတာတော့ဒါရသည်ဥဒုရပေါ့နော်အဲ့လိုမျိုးလေးပိုင်ပိုင်နိုင်ခံစားရတယ်ပေါ့နော်နောက်တစ်ခုကဒုတိယမြောက်ကြတော့အရင်ကဆိုတနေ့တာအလုပ်တွေကိုပေါ့နော်ငါတနေ့တာအလုပ်တွေကိုစုံအောင်လုပ်နိုင်ပြီအရင်ကဆိုလို့ရှိရင်ဥပမာတင်တန်းတားတော့တင်တဲ့နေ့ဆိုရင်တင်လို့ဒီဆိုပြီးတော့ဒီတလားလောက်ကတင်တဲ့ဘက်ကိုပဲလှည့်တယ်ပေကပိုင်းရေးတယ်ဆိုတလားလောက်ကပေကပိုင်းစက်တိုက်ရေးအဟောဘက်ကိုမသွားဘူးအဲ့လိုမျိုးပေါ့အဟောဘက်ကိုသွားနေရဆိုလို့ရှိရင်လည်းတင်တန်းတွေဘာတွေဘက်ကိုမလှည့်ဘူးပေါ့နော်တခုခုပဲငါလုံနိုင်တာဆိုရယ်စိတ်ကြီးရရှိနေတာပေါ့နော်အခုဆိုလို့ရှိရင်ကြတော့အပြင်သွားတယ်အပြင်သွားပြီးပြန်လာရင်လည်းပေကပိုင်းရေးစင်လည်းရေးတယ်အဟောတွေ့လို့ရှိရင်လည်းကောက်ဟောလိုက်တယ်အဲ့လိုမျိုးပေါ့အားလုံးကိုဆိုအောင်ပေါ့နော်အရင်တော့ဆိုအဲ့လိုအပြင်သွားတယ်အပြင်မှာလုံးရှိလို့သွားတယ်ဆိုလို့ရှိရင်မလုံနိုင်တော့ဘူးပင်ပန်းပြီးတော့ပေါ့နော်ငါမလုံနိုင်တော့ဘူးပင်ပန်းနေပြီအဲ့လိုမျိုးစိတ်ကြီးနဲ့ပေါ့နော်ထောင်းသွား energy ကအခုကြတော့ငါတနေ့တာနော်အလုပ်တွေအားလုံးကိုစုံအောင်လုံနိုင်တယ်ဆိုရယ် suggestion ပေးတာပေါ့နော်အဲ့အခါကျတော့ဟိုစုံအောင်လုံနိုင်တယ်ပေါ့နော်အခုကိုလည်းနည်းနည်းတော့အံ့ဩမိတယ်ဟုတ်လုံနိုင်လာပါလားပေါ့နော်ဟုတ်နောက်တစ်ခုကကြတော့ဒီကျမ်းမာတဲ့ lifestyle ကိုပိုင်ဆိုင်နိုင်ပြီပေါ့နော်ပိုင်ဆိုင်နေပြီဆိုပြီးတော့ suggestion ပေးတာပေါ့တတိယမြောက်ကတော့ဒါကတော့ဒီပိုင်းတွေမှာဒီဘယ်လိုပြောင်းလဲရမလဲဆိုတဲ့ဟာလေးတွေနီးလန်းလေးတဖြည်းဖြည်းစဉ်းစားမိတာတယ်ပေါ့ဟုတ်ဟုတ်ပြီဒါဆိုရင်တော့သုံးခုစလုံးကတကယ်ကိုအကျိုးရှိနေတာသွားတွေ့တာပေါ့နော်ဒါပေမဲ့တမိကကြတော့တင်တန်းကို3 ရက်ပြည့်အောင်တက်တာမဟုတ်နေဘူးเนาะဒါတော့မှဒါရသွားတယ်ဆိုတော့အဲ့ဒီ10 မိနစ်အတွင်းအိမ်မွေချတာရောကိုချနိုင်လားဟုတ်ချနိုင်တယ်3 ရက်ပြင်လို့ပထမနေ့ဆိုတာအိပ်ပျော်သွားတာဒုတိယနေ့မှာအခုပြောလိုက်တာဟုတ်ဒုတိယနေ့မှာရပါတော့ဒါပေမဲ့အိမ်မှာတွေကဒီလို suggestion ပေးရင်ဘယ်လိုစကားမျိုးဖြစ်ရမလဲဆိုတဲ့ဟာမျိုးကိုသင်ပေးလိုက်ထားပြီးသားဆိုတော့လေဒီလိုမျိုးပေါ့နော်အတက်နိုင်ဆုံးတော့ဖြစ်အောင်တော့ကြိုးစားခဲ့တယ်ပေါ့နော်ဟုတ်အဆင်ပြေပါတယ်ရှင်ဟုတ်ကဲ့ပါကျန်တဲ့ဟာတွေလည်းအကုန်တကယ်အလုပ်လုပ်နေပြီဆိုတော့နိ okay ပါတယ်ဟုတ်ကဲ့ပါအဆင်ပြေပါတယ် suggestion တွေရောပါတယ်ရောနိကိုယ့်ကိုယုံကြည်မှုလည်းအပြည့်ပေါ့နော်ဟုတ်ကဲ့ပါ certificate ရမယ်ဖြစ်ပါတယ်ရှင်ဘောင်းနဲ့ပေးမှာဒီနေ့ပေးတဲ့လာပြီးတော့ report ပေးတဲ့သူဘောင်းနဲ့လေအစင်းနဲ့ချိန်ရုံပဲဘောင်းဆိုလဲကောင်းမွန်နဲ့ပေးမှာပါဟုတ်ဘာလို့ဆိုတော့ဒါဒီလူကဂုံတူးဆောင်နေလေကျမတင်တန်းနေပါလေ hypnosis ကိုမပေးဘူးဆိုအဲ့လိုအမြဲတမ်းထားတာဒီနေ့ hypnosis တင်တန်းစပေးတယ်အဲ့ဒီပေးတဲ့အချိန်မှာတကယ်ထိရောက်သွားတယ်ရက်ကလည်းဒိုလေးရတနေ့မှာ1 နာရီခွဲလောက်ပဲအဲ့ဒါကို3 ရက်ပဲတက်ရအဲ့မှာဒီဟာဒီလောက်ကြီးထူးခြားပြီဆိုတော့ဒီလူတွေကတကယ်ခုံတူးဆောင်လိုက်တဲ့သူတွေပဲကျမရွှေရောင်ပေါင်းနဲ့တည်တည်ချာလုပ်ပြီးပေးပါမယ်နော်ဟုတ်ကဲ့ပါခင်ခင်ဝင်ဖြစ်ပါတယ်မိုက်ကလေးဖွင့်ပြီးတော့ပြောပေးပါဟုတ်မာကြီးရဲ့ထူးခြားချက်ကလေးမကြီးကပထမဆုံးနေ့မှာပထမဆုံးကြိမ်မှာတော့လေဟုတ်ကဲ့ညာဘက်မျက်စိကဟိုကက်မာတွေကမကောင်းနေဘူးသူကမျက်စိ
လိုက်ရင်ကောင်းသွားလိုက်နေဘူးတဲ့ထွက်ရင်ပြန်ရဲလာလိုက်နဲ့ပြန်လာတော့လေအဲ့တိုင်းဖြစ်နေအဲ့နဲ့ပထမဆုံး suggestion မှာတော့ငါကြမ်းပါပြီငါမျက်စိညာဘက်မျက်စိကောင်းနေပြီပေါ့အဲ့လိုမျိုးပဲsuggestion ပေးလိုက်တယ်ပေးပြီးတော့ဟိုအဲ့ညပထမဆုံးလုပ်တာပဲတေချာဂရုစိုက်ပြီးတော့ပဲကြည်လိုက်တာပေါ့နော်ကြည်နောက်တကယ်ပုဂ္ဂိုလ်တူတွေပေါ့ဆရာသခင်တွေကိုလည်းကြွဖို့ပေါ့နော်ဆေးလုပ်ပြီးပါဗညာဒါတွေလည်းပဲဆူတောင်းပြတာပေါ့လေနောက်အမြောက်ဝေးဗညာလေးတွေလည်းလုပ်ဖြစ်တယ်အဲ့ဒါလေးတွေကနောက်နေ့ကျတော့သတိထားကြည့်လိုက်တော့အခုချိန်ထိကောင်းနေတယ်ပေါ့ဆိုတော့မျက်စိအဲ့လိုမျိုးအခုကတော့အခြေအနေကောင်းတယ်လို့အောင်မြင်တယ်လို့ပဲကိုယုံကြည်သွားတာပေါ့နော်အဲ့ဒါဒုတိယတစ်ချက်ကျတော့မကြီးကပေါ့နှစ်ချိုက်အိပ်ပျော်တယ်ပေါ့ငါနှစ်ချိုက်အိပ်ပျော်တယ်ပေါ့အဲ့လိုမျိုးပေါ့ဒါလည်းညီမသိတယ်ကဲမှာတော့မကြီးနှစ်ချိုက်အိပ်မပျော်တာလေအဲ့လိုမျိုးဆိုတော့မကြီးနှစ်ချိုက်အိပ်ပျော်တယ်ရဲ့လို့အဲ့ဒီလိုမျိုးsuggestion ပေးလိုက်တယ် suggestion ပေးလိုက်တော့အိပ်ပျော်တယ်အခုဘာမှတော့ထူးထူးခြားခြားတော့တိတ်တော့တော်မရှိဘူးလေအဲ့လိုမျိုးတော့အဆင်ပြေသွားတယ်ပေါ့ဒါဒုတိယ suggestion ပေါ့တတိယ suggestion ကျတော့မကြီးကအတူချုပ်ပြောရရင်တော့တနေ့တနေ့သီလသမารိပညာတွေမြင့်နေပြီပေါ့အဲ့လိုမျိုးမြင့်နေပြီတော့တကယ်တော့ညီမခရီးချေထွက်အောင်ပါလေ16ရက်နေ့ဗုဒ္ဓဂယာခရီးစဉ်သွားမယ်ဆိုတော့ကိုကျမ်းမှာစိတ်ချမ်းသာစွာနဲ့ဆိုတော့အရှိကြီးတွေဖြစ်မှာဆိုတော့ကိုကျမ်းမှာစိတ်ချမ်းသာပြီးမှပဲသီလသမารိပညာတွေကကြိုးစားလို့ရမှာဆိုတော့လေမကြီးကအဲ့ဒီလိုရည်ရွယ်တဲ့နောက်ဆုံးအဆင့်ကတော့သီလသမารိပညာတွေတိုးတက်နေပြီပေါ့အဲ့လိုမျိုးမကြီးရွယ်တယ်အဲ့တော့ထူးခြားတာလို့ပြောရမလားနားမလဲတာပေါ့မကြီးကလေအဲ့ဒီလိုမျိုးအိမ်ဝေချနေတဲ့အချိန်မှာမကြီးခန္ဓာကိုယ်ကဘာဖြစ်လဲဆိုရင်ဒီလက်နှစ်ဖက်ကလည်းပဲဒီဘယ်ညာလက်နှစ်ဖက်ဆိုအိမ်ဝေကြတယ်ဆိုရင်ညာဘက်လက်လှုပ်ပါလို့ဒီလိုမျိုးကိုကလေပြောပေမဲ့လက်လေလှုပ်တာမလှုပ်ဘဲနဲ့လေအဲ့ဒီလက်ကလေလေထဲမှာရှိနေသလိုမျိုးကြီးနဲ့လေအဲ့လိုပေါ့ဘယ်ရောညာရောနှစ်ဖက်တုံးတကယ်တမ်းကြတော့ခန္ဓာကိုယ်ကလည်းပဲလေကိုယ်ပတ်ဝန်းကျင်မှာလူတွေမရှိနေဘူးမတော်တယ်မှာလို့ဘာလို့ကိုယ်ပတ်ဝန်းကျင်လူမရှိပဲလေနောက်ဒီနေ့ဆိုရင်အမှန်တော့ညီမတင်တဲ့စာကိုမျက်နှာအောင်မှတွေ့တာနဲ့ဟဲ့ငါလှုပ်အောင်မယ်ကြပြကတိလှုပ်လိုက်တာပေါ့နော်အဲ့လိုမျိုးလှုပ်လိုက်တဲ့အချိန်မှာကြတော့လေပေါ့စိတ်ထဲမှာခံစားမိတာပေါ့နော်အဲ့လိုကိုယ့်ရဲ့ကျင့်စဉ်တွေတောင်းလို့မရဘူးတောင်းတယ်မရဘူးဒါပေမဲ့အဲ့လိုပုဂ္ဂိုလ်တွေပေါ့ကိုငါ့ကိုကူညီနိုင်တဲ့လူတွေကူညီမဲ့လူတွေကူညီနိုင်တဲ့လူတွေကူညီလိုတဲ့ပုဂ္ဂိုလ်တွေပေါ့နော်နောက်ဆရာသခင်တွေကြွပါဒါညာဆိုရှေ့တဲ့ဘိုင်းမှာလေဘယ်လိုခေါ်မလဲဘိုးကြီးတယောက်ရှိနေသလိုမျိုးပေါ့နော်ဘေးမှာလည်းလူတွေဝိုင်းနေသလိုမျိုးစိတ်ကတော့အဲ့လိုမျိုးခံစားမိတာပေါ့လေဒါပေမဲ့ကျင့်စဉ်တော့မရဘူးဟုတ်သီလသမารိပညာတွေအမြန်ဆုံးပေါ့ဒီကိုလိုချင်တဲ့စုအမြင့်ဆုံးစုကိုလိုချင်နေတာ哦အဲ့ဒါလေးကိုတောင်းတာတော့ကျင့်စဉ်ကတော့မရဘူးသို့တော်လဲငါဘာငါကျင့်နေကြအတိုင်းကမပြီးသေးလို့ထင်နေဆိုပဲအဲ့လိုပဲအဆုံးသတ်လိုက်ရတယ်ဟုတ်ကဲ့ပါလေသူတို့ကကျင့်စဉ်ကမောက်ညွန်ပြီးသားဖြစ်နေတော့လေထပ်ပြီးတော့ကြည့်ရမှာမဟုတ်တော့လို့ဖြစ်ပါလိမ့်မယ်ဟုတ်အဲ့ဒါပဲလို့ပေါ့နော်စိတ်ထဲတော့ရှိသွားတာပေါ့လေဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်နက်နဲအိတ်မွေ့ကြနေတာပါလက်ကလေထဲမြောက်နေတာမဟုတ်တကယ်ကလုံးဝဘောလုံးမျောနေတာ floating feeling ဖြစ်တယ်ဆိုတာ deeply ကျသွားလို့လေအားကြောင့်မလို့ကိုအိတ်မွေ့ချတာတော့မှလုံးဝနက်နဲကျတယ်ဆိုတဲ့အဆင့်ကိုသွားတွေ့တာနောက်ခဏချင်းချက်ချင်းလုပ်တယ်ဆိုကြတဲ့ကဒါ10မိနစ်အတွင်းကြတာတော့သိကြပြီကျန်တဲ့ဟာလဲ suggestion ပေးတာလဲတကယ်ကိုအဆင်ပြေတယ်ချောမွေ့နေပြီနောက်ကိုလဲနိုးထခြင်းတဲ့အချိန်မှာထနိုင်တယ်ဆိုတာမျိုးသွားတွေ့တော့လေအမကြီးကဒီလူတွေအကုန်လုံးပေါ့တယောက်တစ်မျိုးစီကာလာဆောင်နေတဲ့ပန်းဥယျာဉ်ပဲဘာလို့ဆိုတော့ဟိုတယောက်က energy သုံးတယ်ဟိုဘက်ကကြတော့ကိုအမိတ်ပေးချလိုက်တယ်အမကြီးကကြတော့လေဟိုဖြစ်တယ်ပုံကိုယ်တွေတောင်ပါလာပြီချက်ပုံကိုယ်တွေကိုစိတ်ထဲမှာရှိနေတာလေကိုလူတွေကအစ်မြင့်လိုက်ဦးတော့ရှောင်းလန်းနေကြပြီအကုန်လုံးဟာဟုတ်ကဲ့ဒါဆိုရင်တော့ဒီလူတွေအကုန်လုံးကတော့တကယ်ကိုရွှေပေါကြီးနဲ့
ပို့ပြီးမှာပါခဏလေးတော့စောင့်ပေးပါအဓိကတော့လက်မှတ်လည်းထိုးပေးရမှာဆိုတော့လေလက်မှတ်ကကြတော့ကျမကိုရှန်ဂရီလာကပေးတာကနောက်ခံဒီရှန်ဂရီလာရွှေတောင်ကြီးပုံစံပါတဲ့ image တစ်ခုလုပ်ပေးရမယ်ပေါ့နော်သူတို့ကအဲ့ဒါမျိုးဖြစ်စေခြင်းနဲ့သူတို့ပေးတာဖြစ်လို့ပေါ့နော်ဒီ certificate ကကျမပေးတာမဟုတ်ဘူးသူတို့ရဲ့ကိုစားကျမပေးတာတကယ်ကရှန်ဂရီလာကနှမ်းပေးတာဒီ certificate ကိုပေးတာဒါပေမဲ့သူတို့ကနန်နဲ့ပို့လို့မရနေတဲ့အခါကျတော့ကျမကနေတဆင့်ပေးလိုက်တယ်ပေါ့ဘာလို့ဆိုတော့ဒီပညာကကျမတက်ထားတာခါသူတို့ပေးလိုက်လို့လीဒါကြောင့်မလို့ပါဒီပညာရဲ့အကုန်လုံးက directly ဥစားပို့လိုက်တာပါပဲအဲ့လိုမျိုးပါပဲဟုတ်ဒါဆိုရင်အပတ်စဉ်2တို့3တို့ကြရင်ရောဘာများလုပ်စေခြင်းတယ်လဲနောက်ထပ်အပတ်စဉ်ထပ်တိုးတဲ့အခါမှာကျမတောင်းသေးတယ်လေကျမတင်ကြားတဲ့အပေါ်မှာဘယ်လိုမျိုးရှိတယ်လဲဒါတကယ်ကို honestly အကြံပေးစေချင်တာမျိုးပါအချိန်ကရောယူသွားတာကတကယ်ကိုကိုတွေအတွက်ထိရောက်ပြည့်စုံမှုရှိသလားတင်ကြားနည်းပုံစံငါရောထိရောက်ရဲ့လားကိုရောတကယ်ရသွားသလားပေါ့နော်တကယ်တမ်းကျတော့လေတင်တဲ့သူနဲ့တင်ယူတဲ့သူနှစ်ခုစလုံးကတော့ပူပေါင်းတာမှန်တယ်ဒါပေမဲ့အမကြီးတို့ညီမတို့တွေကဆရာမတွေဆိုတော့ဒါသိပါပြီနော် teaching techniques ကအဓိကအရေးကြီးတယ်management ကအဓိကအရေးကြီးတယ်အရေးကြီးဆုံးကတော့ဘာလဲဆိုလို့ရှိရင် trainer သင်ကြားတဲ့ဆရာရဲ့ ability capacity energy အဲ့ဒါကတော့အဓိက main ပဲဒီဟာတွေအကုန်လုံးနဲ့ဟိုကတော့သင်ရအောင်လာတာမှန်တယ်လူတိုင်းကတော့သင်ရင်လို့လာတာပဲခုနပြောတဲ့ techniques တွေ management တွေတကယ် trainers ရဲ့ ability capacity energy တွေအဲ့ဒါတွေနဲ့ပေါင်းတဲ့အခါမှာ effective teaching ဖြစ်သွားပြီးတော့ effect ကတကယ်ထွက်လာတယ်အဲ့ဒီ effect ထွက်မှအဲ့ဒီသင်တန်းဟာတိမြောက်တဲ့သင်တန်းလို့ခေါ်တာဆိုတော့လေဒါကြောင့်ကျမကကြတော့လေကျမတယောက်တည်းက perfect မဟုတ်ဘူးကျမဟာလူသားလိုမှာပဲအဲ့တော့တယောက်ချင်းစီမှာအခုတော့ကြည့်လေကျမမှာမရှိတဲ့အတွေးတွေအများကြီးရှိတယ်လေအားလုံးကတကယ်တော်တဲ့သူတွေပဲကျမရည်ရွယ်တာကကျမတက်ပိုးတော်တဲ့သူတွေအများကြီးဟုတ်ပေးနေတာအဲ့လိုလူမျိုးတွေလောကကြီးမှာများစေချင်တာကိုယ့်တက်ပိုးတော်စေချင်တာပေါ့နော်ကိုယ့်ထက်ဉာဏ်ထက်မြတ်ရမယ်ကိုယ့်ထက် techniques ကိုပိုင်နိုင်ကျွမ်းကျင်ရမယ်ကျမတက်ပို့ပြီး energy တွေကောင်းရမယ်တက်လုံတွေကောင်းရမယ်ပို့ပြီးကျန်းမာရမယ်ပိုငယ်လေပိုကြိုက်လေပဲအဲ့လိုလူတွေလက်ထဲကိုကျမထည့်ခဲ့ရလေလောကလူသားတွေအတွက်ပိုကောင်းအောင်ပွားလေပဲကျမနေရာတိုင်းမသွားနိုင်ဘူးလေနော်အဲ့တော့သွားနိုင်တဲ့သူတွေလက်ထဲကိုကျမအရန်ပေးခြင်းတယ်အဓိကရှန်ဂရီလာကလူတွေရဲ့ဆန္ဒကလည်းအဲ့ဒါပါပဲသူတို့ဆိုပြန်ပြီးသုံးသပ်တယ်ပေါ့နော်တညာမဟုတ်ဘဲနဲ့တိုက်တဲ့ဟာကိုပြောတာအဲ့ဒါလေdo it now လုပ်ဖြစ်တာမကြောင့်ပဲကိုကအရန်ရွှေ့တတ်တာလေအမရဲ့ပင်ကိုစိတ်ကအရန်ရွှေ့တတ်တယ်အလုပ်တွေ assignment တွေဆိုနောက်ဆုံးလေ last minute အထိကိုကအချိန်ဆွဲနောက်ဆုံးဟာပြောင်းတက်ပြီးအဲ့လိုပြေးရအဲ့မှာကိုအားနဲ့ချက်ကိုသိသွားတယ်အဲ့တော့ငယ်လေးကကိုဘာသာကိုပြင်တာ auto suggestion နဲ့ကိုဟာကိုပြင်တာ self hypnosis မတက်သေးဘူးငါ do it now မှချက်ချင်းလုပ်ဆိုအဲ့လိုကို push လုပ်ထားတာအဲ့ဒီမှာလည်းကိုကတွေးတယ်ကိုလိုပဲပညာမှာပါပဲလူတိုင်းဟာပေါ့နော်ကိုလည်းလူဆိုတော့ပေါ့နော်အဲ့တော့သူတို့ကငါလှုပ်လိုက်ခြင်းတော့ရေတဲ့ဆင်းတဲ့ငါးတွေလို့ပြန်တော့ကုန်းမော်တက်လာမှာမဟုတ်ဘူးတခါတည်းပဲလှုပ်လိုက်ပါဖြစ်မယ်ကိုချင်းစားတာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နောက်ထပ်ဘယ်သူများအကြံပေးဖို့များရှိသေးလဲရှင်အကြံပေးစရာရှိရင်ပေးပါအာမနာနဲ့နော်ဒါကအရေးကြီးတယ်ပြန်သုံးရမှာဆိုတော့နောက်ညီလေးတွေညီမလေးတွေပေါ့ဒီလူတွေကစီနီယာတွေဖြစ်သွားပြီဖွင့်တော့မှလေဂျူနီယာတွေအဲ့ဒီ group ထဲပဲကောက်ထဲမှာဒီ Viber group ထဲမှာပဲထည့်အဲ့ဒါကြောင့်မလို့သူတို့ရောက်လာမှာဆိုတော့သူတို့အတွက်ပို့ပြီးကောင်းအောင်ဘယ်လိုလေးအကြံပေးခြင်းသေးလဲဗာလေးထည့်ခြင်းသေးလဲစသဖြင့်ပေါ့သင်ကြားရေးနဲ့ပတ်သက်လို့ပြောတာပါမရှိတော့ဘူးနော်ဟုတ်ပြီမရှိတော့ဘူးဆိုနောက်တစ်ခုလေးတွေးလိုက်မယ်နောက်တစ်ခုကကြတော့ဘာရှိမလဲဆိုရင်အချိန်ကျမတို့အကုန်ပေးလိုက်တဲ့အချိန်က3ရက်ဆိုပေမဲ့တကယ်တမ်းတွေးလို့ရှိရင်1နာရီ1နာရီခွဲ2နာရီတောင်မပြည့်တိကြပဲ2နာရီမပြည့်ခဲ့ကြအောင်အဲ့3ရက်ဟာဒီကို self hypnosis လက်တွေ့ချနိုင်လောက်တဲ့အထိပြည့်စုံမှုရှိမရှိထပ်တိုးတင်သလားလျှော့ရမလားကွက်တီပဲလားကိုခံစားချက်ပေါ့နော်ထပ်တိုးဖို့လိုတာမျိုးလျှော့ဖို့လိုတာမျိုးရှိတယ်ဆိုရင်ပြောလို့ရပါတယ်မရှိဘူးเนาะဟုတ်ကဲ့နောက်တစ်ခုရှိမယ်နောက်တစ်ခုကကြတော့အဲ့ဒီအထဲမှာလောက်ရတဲ့
activity တွေပေါ့နော်အဲ့ဒါတွေရောဘယ်လိုခံစားရလဲကိုယ့်အတွက်ဆိုရင်ပြည့်စုံလုံလောက်သွားပြီလားဘယ်လိုရှိမှထင်လဲ activity တွေကသူကနှစ်ခုပဲရှိတယ်အိမ်မွေချရင်းနဲ့အိမ်မွေချနေသင်လိုက်တယ်ပြီးရင်လက်တွေ့အိမ်မွေချတယ်ဒါပဲပထမနေ့မှာအဲ့ဒါလုပ်တယ်အဲ့မှာအိပ်ပျော်သူလည်းရှိတယ်ပျော်မသွားတဲ့သူတွေလည်းရှိတယ်နိုးနေတဲ့သူတွေကရပြီအိပ်ပျော်တဲ့သူမရဘူးဒါကြောင့်ဒုတိယနေ့မှာလက်တွေ့စစ်တယ်လက်တွေ့စစ်ပြီးသွားတဲ့အချိန်မှာဘာဆက်လုပ်လဲဆိုလို့ရှိရင်လိုတာကိုထပ်ပြီးတော့နှုတ်ကနေလဲလိုအပ်ချက်ကို feedback ပေးတယ်ပြီးတဲ့အခါကျထပ်ပြီးအိမ်မွေချပြီးတော့ထပ်ထည့်လိုက်တယ်ပြီးတာနဲ့ချက်ချင်းအိမ်မွေချခိုင်းတယ်အဲ့ဒါနောက်တတိယနေ့မှာကြတော့မှကိုလက်တွေ့အခြေအနေလေးတွေပြန်ပြောခိုင်းပြီးတော့အဲ့ဒီနောက်ဆုံးမှာလူတစ်ယောက်ကလေအိမ်မွေချဖို့ခက်ခဲနေတာကိုအမြဲ reflect အမြဲလုပ်တယ်ဥမာကိုနဲ့အတူတူအိမ်မွေချတင်တဲ့တက်ကြတယ်ဘယ်နှစ်ယောက် hypnotist ဖြစ်လာတယ်လဲဘယ်နှစ်ယောက်ယုံကြည်စွာနဲ့အဲ့ဒီပညာရက်ကိုသုံးတယ်လဲရှေ့ကသူတွေရောဘယ်လောက်သုံးကြတယ်လဲဘာကြောင့်မသုံးဖြစ်တာလဲအဲ့လိုမျိုးသင်တန်းကို reflect လုပ်တာဒီသင်တန်းဆရာတွေဘာတွေညာတွေသင်ကြားရတာကိုကြည့်တာမဟုတ်သုံးသက်လိုက်တဲ့အချိန်မှာဘာသွားတွေ့လဲဆိုတော့အရေးအတွက်အရန်နေတာသွားတွေ့တယ်ဘာကြောင့်လဲဆိုတော့ why ကိုရှာလိုက်တဲ့အချိန်မှာ confident လူတွေကအကုန်လုံးရဲ့ထိတ်က confident ဟာထိတ်ဆုံးမှရှိတယ်အဲ့တော့မှ confident ကိုထည့်လို့ရသလားဆိုတော့ထည့်လို့ရတယ်ဆိုပြီးကောက်ထည့်ပလိုက်တာအဲ့ဒါပေါ့နော်ဒါcourse တစ်ခုလုံးကို revise ပြန်ပြီးလုပ်တာပါအဲ့ဒီမှာဘာတွေထပ်ထည့်စေချင်သေးလဲမလိုဘူးလုံးဝကောင်းတယ် okay ဆိုရင်လည်းရတယ်လူသေးတယ်ဗာလေးထပ်ထည့်ရင်ကောင်းမယ်ဆိုရင်လည်းဖြစ်တယ်ကိုအတွက်ကအဲ့ဒီ flow လေးကအဆင်ပြေသွားသလားဘာတွေထည့်ချင်သေးလဲဒေါက်ခင်မေဦးစီမှာတော့လိုသေးတယ်ဆိုတာထွက်လာမှာမဟုတ်ဘူးဘာလို့ဆိုတော့ तू က3ရက်ပြည့်အောင်လဲတက်ထားတာမဟုတ်ဘဲနဲ့ကိုရနေပြီဆိုကြတဲ့ဒါအခြေအနေကောင်းတယ်ဆိုတဲ့ဟာ result ကိုပြတာကျန်တဲ့3ယောက်ရဲ့အခြေအနေနဲ့admin ရဲ့အကြံဉာဏ်ဘာများရှိအောင်မလဲထပ်ထည့်စေခြင်းသေးလားမထည့်စေခြင်းတော့ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့လေဟိုကလေပြင်းသလားပေါ့သင်တန်းတက်ရတာပြင်းစရာကောင်းလားခါတိုင်းသင်တန်းနေတက်ဘူးတယ်လေလူတိုင်းသင်တန်းတက်တယ်ကိုလည်းတက်တယ်အဲ့ခါကျသင်တန်းတက်ရပြင်းစရာကောင်းသလားဒါကြီးရပေါ့နော်တချို့ဆိုလို့ရှိရင်အိုင်းနဲ့သင်တန်းကြီးကိုလည်းမျိုးစုံတက်ခဲ့ဘူးတယ် online သင်တန်းနေအဲ့မှာကုံသွားတဲ့အချိန်ဟာကုံမန်းတိတိကြီးနဲ့ကုံတာလားကုံမန်းမတိနဲ့ကုံသွားတာလားအဲ့လိုမျိုးပါအဲ့ဒါလည်းအရေးကြီးတယ်နှုတ်မဆိုရင်လေအချိန် limit ကိုတည်တည်ချာချာ management လုပ်မထားရင်ကိုယ့်ရဲ့အချိန်ကလည်းနှမျောစရာကောင်းအောင်လျော့သွားတယ်အဲ့လိုပဲသူများရဲ့အချိန်ကိုလည်းမလိုအပ်ဘဲနဲ့အလွဲသုံးစားလုပ်မိတတ်တယ်အဲ့ဒါကိုအကြောက်ဆုံးပဲဘာဖြစ်လို့လဲဆိုတော့ဘဝမှာငွေဟာကုန်သွားရင်လည်းရတယ်အချစ်ကုန်သွားရင်လည်းပြန်ရှာလို့ရသေးတယ်အဲ့လိုပဲအချိန်ကတော့ပြန်မရအောင်သိကြတယ်အရန်တန်မိုးရှိတယ်ဒါကြောင့်မလို့အဲ့ဒီတန်မိုးရှိတဲ့အချိန်ကိုတန်မိုးရှိဆိုတာသုံးသွားရဲ့လား8နာရီလို့စမယ်လို့ဆိုတဲ့ဟာက8နာရီခွဲတွေ9နာရီတွေဖြစ်သွားတာလားဒါမှမဟုတ်လို့ရှင်ဘလို့လေးစပစ်တာလဲအဲ့ဒါလေးတွေကလည်းအရေးကြီးတာဆိုတော့လေအချိန်ပေါ်မှာသုံးသက်ချက်ကလေးပြောလို့ရပါတယ်ပြင်းကန်တော့မရှိပါဘူးဂယုတဆိုင်နဲ့ဘာပြောမလဲဘာလုပ်ရမလဲဆိုတာပဲအာယုံဆိုင်နေတာဆိုတော့လေပြင်းကန်ကတော့မရှိဘူးလူတွေရဲ့အခြေအနေရဒါပဲသူကသူစိတ်ဒီမဲ့မပြေတာဖြစ်ရင်ဖြစ်နေမှာပေါ့နော်သူတို့မှာတောကရှိနေသလားတို့တခြားနောက်ကအဲ့လိုကြောင့်သာဖြစ်ကောင်းဖြစ်မယ်ဒီတင်နေတဲ့ကာလမှာတော့လိုချင်တဲ့စိတ်နဲ့လည်းဆိုတော့လေဒီကလည်းဘာပြောမလဲဘာလုပ်ရမှလဲဒါပဲစောင့်ပြီးတော့လုပ်နေတာတော့ဘယ်ချိန်ဘယ်လိုပြီးတော့မှသိလိုက်ဟုတ်ကဲ့နောက်တစ်ခုကတော့အရေးကြီးဆုံးပါပဲငွေကြေးပါပဲ fees သင်တန်း fees က3,800နဲ့ကျွန်မ batch 1ကိုစတယ်အဲ့ဒီ3,800ကတပတ်အတွက်မဟုတ်ဘူး3ပတ်တက်ခွင့်ရတယ်3,800ဆိုတော့တပတ်မှာ6,000ပဲကြတယ်သဘောပဲအဲ့တော့ batch 1ကဈေးများတယ်သူကထင်တာသူကတပတ်ကို6,000ပဲကြတယ်အဲ့တော့အဲ့ဒီဟာပြန်ရတဲ့အကျိုးကျေးဇူးနဲ့တွေ့ရင်နဲသလားများသလားတင့်တယ်သလားစသဖြင့်သုံးသပ်ကြည့်ပါလိုအပ်တယ်ဆိုလို့ရှိရင်ကျမအနေနဲ့ဟာ short တဲ့နဲ့ဘယ်လိုလေးတော့လုပ်တဲ့နဲ့စသဖြင့်အကြံပေးလို့ရတယ်နောက်တစ်ပတ်မှာကျမကတဦးကို9,000ပဲယူမှာဖြစ်ပါတယ်ဒါဟာကုံနာလီနီကကျမသွားပြီးနည်းပညာယူကြတဲ့ကထည့်ပေးလိုက်တာနဲ့တယောက်ကို9,000ပဲယူရမယ်ပြီးတော့မှပြန်သူတို့ဟာသူတို့ပြန်ညှိတယ်โอเคအမြင့်ဆုံး3,800အဲ့ဒီကြားထဲကိုပဲသွားလို့ကျွန်မအသေးချာမှလိုက်ပါတယ်။အဲကြောင့်တို့က free hit ဆိုရင်ကျွန်မ free ပေးမှာ။ကိုနေ့က Zoom ကဆိုရင် free ပေးဖို့တို့ကချက်ချင်းကျွန်မကို message ပို့တဲ့အတွက်ကျွန်မတကယ်ကို free ပေးတာ
သူတို့ပြောတာထက်လေစိတ်ကအလိုလိုပေါ်လာတာငါသူတို့အကုန်လုပ်ပေးခြင်းနဲ့သူတို့ငွေတွေ block နေတာအောင်ငါအတက်နိုင်ဆုံးလုပ်ပေးလိုက်မယ်အလကားလုပ်ပေးမယ်အဲ့လိုမျိုးပျော်သွားစေခြင်းနဲ့ဆိုရယ်စိတ်ကြီးကအလိုလိုပေါ်တာမျိုးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီသင်တန်းကြီးအပေါ်ဘယ်လိုသုံးသပ်ပါတယ်လဲအမကြီးပြောနေရမလား ဒီပေါ် ကျန်တဲ့လူတွေ အားလုံးရဲ့ကိုစားပေါ့ကိုယ်စလက်ထည့်ပေးတာဖြစ်လိမ့်မယ်ဒီနေ့ အကြီးဆိုတော့နေရာပေးထားတာပါ ကဲလေးပြင်လာပါလိမ့်မယ်တရားပြီးတရား တင်ပါတယ်ဆရာမပညာရက်ကဒါခဏတာမဟုတ်ဘူးအများတန်းကိုသုံးချရင်သုံးချတယ်လို့ကိုညံရှိရင်ညံကျေတယ်လို့ဆိုတော့လေသုံးသွားလို့ရတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့ဒီငွေကခုနပြောသလိုပြန်ရှာလို့ရတယ်ဒီဥစ္စာလေးကဘာမှမဟုတ်တဲ့ဟာလေးတွေဒီပညာရက်ကကိုတစ်ဘဝလုံးအတွက်ကိုအကျိုးရှိရှိသုံးချသွားလို့ရတဲ့အတွက်တင်ပါတယ်ဆရာမ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကဲအမကြီးအလှည့်ပါ ဟိုကလေပညာရဲ့တန်ဖိုးကဟိုတန်ဖိုးအတုံးဒီပညာနဲ့ဟိုပြီးရောဆိုပြစ်ထားလိုက်လို့ရှိရင်တော့ဒါတန်ဖိုးတွက်လို့ရခြင်းကြမှာပေါ့ဟိုဒါပေမဲ့တကယ်တန်ဖိုးကြတော့ဟိုဘလို့မှတန်ဖိုးတွက်လို့မရတဲ့အကျိုးကျေးဇူးတွေကအများကြီးပဲလေ ဟုတ်ကဲ့ပါ အဲ့လိုမျိုးဟိုအဲ့ဒီလိုတကယ်ရတာနဲ့ဒီငွေကြေးနဲ့ဆိုရင်တော့တကယ်ဆိုရင်နဲတောင်နဲသေးတယ်သို့တော့ဟိုခုနပြောသလိုပေါ့ဟိုခုခေတ်မှာကလည်းအစင်မပြေတဲ့လူတွေကများတော့လေညီမလိုမျိုးရှော့ပေါ့လေညီမပဲဖြစ်စေပေါ့ဒီဟိုအထက်ကပဲဖြစ်စေပေါ့တတ်မှတ်တယ်ဆိုတဲ့ဈေးကတော့တင့်တော်ပါတယ်ခုနေ့ထိကတော့လေတင့်တော်တယ်တကယ်ကြတော့အဲ့ဒီတင်တန်းကြီးနဲ့ fees နဲ့တကယ် result နဲ့ကြတော့တကယ် result ကအများကြီးကောင်းတာလေနော် effect ဖြစ်တာလေအဲ့ဒါတကယ် effect ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့အမကြီးတို့ကတော့ပျော်တာပေါ့နော်ရတော့ဒါပေမဲ့ခုနပြောသလိုပေါ့လေဟိုငွေကြေးအခက်အခဲရှိတဲ့လူအဖို့ကတော့ဟိုဒါမနှဲသူတို့လည်းစူးစမ်းအားထုတ်ရတာပေါ့ဒါသူတို့ပဲဒါပေမဲ့ရတဲ့တကယ်ကို effect ဖြစ်တာကတော့အမတို့တေချာသိတယ်အဲ့ဒါအခုကိုတောင်အားမရသေးဘူးကိုအသုံးချရင်ချတဲ့လောက်ရနေအောင်မယ်ဆိုတာကိုအခုသိနေပြီကိုနည်းနည်းလိုအပ်နေသေးတယ်ကျင့်ဖို့လိုအပ်နေသေးလို့ဟိုရင်းဖြစ်နေလဲဆိုတာသိနေတော့ကောင်းတယ်ဒီတန်မိုးကတော့မများဘူးဟုတ်ကဲ့ပါ မများဘူးနဲတဲ့လူတောင်ပြောပြရတယ်သို့တော့ခုနပြောသလိုပေါ့မတက်နိုင်တဲ့လူအဖို့ကြတော့လဲများတာပေါ့နော်များတယ်ဆိုတာဟိုနေ့များတာကိုပြောတာမဟုတ်ဘူးဟိုမတက်နိုင်လို့သူတို့မလုပ်ရတဲ့လူလည်းရှိတယ်လေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့အကုန်လုံးပေးတဲ့အကြံဉာဏ်တွေကတော့တကယ်ကိုအကျိုးရှိပါတယ်